ဒီဗီဒီယိုကြည့်နေရဆိုရင်တော့မိတ်ဆွေအနေနဲ့မကြော်သွားပါနဲ့။ဘာကြောင့်လဲဆိုတော့ဒီနေ့ဗီဒီယိုမှာလက်တစ်လုံးဝယ်ဖို့အတွက်စဉ်းစားနေတဲ့မိတ်ဆွေတွေမဖြစ်မနေစီးသေးတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့နောက်လေးအနေနဲ့ share လုပ်ပေးသွားမှာဖြစ်လို့ပါ။မတ်တီအနေနဲ့ပြောရမယ်ဆိုရင်တော့ကျွန်တော်လက်တော်ကိုသုံးမယ်ဆိုရင်အားအတွက်အသုံးပြုမှာလေဒီဟာကိုဆုံးကမေးဖို့အနေနဲ့ပြန်ပြီးတော့မေးတင်တယ်။ဘာကြောင့်လဲဆိုတော့လက်တော်တစ်လုံးနဲ့ထောင်းကြတော့သူကထုတ်ထားတဲ့ performance တွေကမတူညီကြဘူးပေါ့နော်။သူကသုံးပြုနိုင်တဲ့ပုံမူတည်ပြီးတော့အများကြီးထုတ်ထားတာဖြစ်တဲ့ကြောင့်မို့ဒီသူ့ရဲ့ specification ကအများကြီးကွာခြားမှုရှိပါတယ်။ဥပမာအနေနဲ့ပြောရမယ်ဆိုရင်တော့ Office တို့ Excel ဘိုင်းတို့ဘာလို့သုံးမယ်ဆိုရင် basic လက်တော်တွေကတော့အဆင်ပြေတယ်။ဒါမှမဟုတ်ကျွန်တော်တို့ကဒီ high to performance ဖြစ်တဲ့ video editing တို့ကျွန်တော် gaming ဘိုင်းတွေကိုသုံးမယ်ဆိုရင်တော့ powerful လက်တော်တွေကိုယူဖို့အကြံပြုချင်ပါတယ်။နံပါတ်2အနေနဲ့လက်တော်တစ်လုံးဝယ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ဒီ performance ဘိုင်းလည်းမဖြစ်မနေစဉ်းစားတင်တယ်။ဘာကြောင့်လဲဆိုတော့ performance မှာဆိုရင်လက်ရှိခေတ်စားနေတာကကျွန်တော်တို့ဒီ Intel Ryzen ဆိုပြီးတော့နောက်ခုရှိကြတယ်။ဥပမာအနေနဲ့ကျွန်တော်က normal usage လောက်သုံးမယ်ဆိုရင်တော့ Intel မှာဆိုရင် i3 လောက်ကအဆင်ပြေတယ်။ဒါမှမဟုတ်ကျွန်တော်ကဘယ်နဲ့အနေနဲ့ပေါ့နော်ဒီ voice အတွက် office အတွက်လည်းသုံးမယ်ပြီးတော့ personal use အတွက် social media ဘိုင်းနဲ့ပတ်သက်ပြီးတော့တခြားဒီ video editing ဘိုင်းတွေနဲ့အနေငယ်သုံးမယ်ဆိုရင်တော့ဒီ i5 လောက်ကအဆင်ပြေသေးတယ်။ဒါပေမဲ့ကျွန်တော်တို့ကဒီ i5 မှာကျတော့ video editing မှာ heavyweight gaming ဘိုင်းတွေအရင်တောက်ဆော့လို့မရဘူး။ဒါကြောင့်မလို့ကိုကဒီ gaming ဘိုင်းတွေဒီ video editing ကို share ကျုံးနေတဲ့မိတ်ဆွေတွေရှိရဆိုရင်တော့ကျွန်တော်ဒီ i7 တို့ i9 တို့ဝယ်ဖို့အကြံပြုချင်တယ် i7 တောင်မှနောက်ပိုင်းမှာဆိုရင်နည်းနည်းလေးပုံမှန်ကြာလာတာတွေ့ရတယ်ဒါကတော့ကျွန်တော်တို့ချက်ချင်းတော့သိတာမဟုတ်ဘူးတနည်းနည်းလေးလောက်သုံးပြီးပုံမှန်နေလည်းကြာလာတာတွေ့ရပါတယ်နောက်တစ်ခုအနေနဲ့ကျတော့ဒီ Intel ပြီးရင် Ryzen ဆိုပြီးတော့ကောပါပြန်ပြချင်တာကကျတော့ကျွန်တော်ဒီ Intel နဲ့ Ryzen မှာဆိုရင်ကျွန်တော်ဒီ performance တွေကကျတော့အရင်တီးတာကပွားထားမှုတော့မရှိဘူး video editing ပိုင်းတွေကို share plan နဲ့ကျုံးဝယ်ဆိုရင်ကျွန်တော်ဒီ Ryzen 7တို့ Ryzen 9တို့ဝယ်ဖို့အကြံပြုချင်တယ်performance ပိုင်းတွေမြင့်သွားလေ price တွေကမြင့်သွားပြီပြီးတော့ကြောင့်မို့ကိုယ့်ရဲ့ budget နဲ့ကိုက်ပြီးတော့ဝယ်ရတဲ့ခံမျိုးမှာဆိုရင်ကျွန်တော်တို့ကတစ်ခါလေးကြာရင်စိတ်တိုင်းမကြမှုတွေအများကြီးကြုံခဲ့ရတယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းအရင်တော့လက်တစ်လုံးဝယ်ဖို့အတွက်အချိန်ကြီးအများကြီးပေးရတယ်ပေါ့နော်ဒီတစ်ပတ်လောက်လေးကကြိုပြီးတော့ဆိုင်နေလိုက်ရင်းကြည့်တယ်တကယ်တော့ကိုလိုချင်တဲ့လက်တော့ကြတော့စီးရအရင်များနေတယ် PC တွေက store တွေအရင်မရှိကြဘူးပေါ့အဲ့ခါမျိုးမှာဆိုရင်လည်းကျွန်တော်တို့ကတစ်ခါကြာရင်အဖြစ်ပြီးတော့ပါဆိုပြီးဝယ်တဲ့ခံမျိုးတွေရှိတယ်ပေါ့နော်ဟိုလက်တစ်လုံးဝယ်မယ်ဆိုရင် hard disk ဆိုင် SSD ကိုဝယ်ဖို့အတွက်အကြံပြုချင်တယ်ဘာကြောင့်လဲဆိုတော့ SSD နဲ့ HDD ကကျတော့မိုးရဲ့မီကိုကွာခြားတယ်။ဒါကြောင့် data transfer တွေမှာအများကြီးစကားပြောတယ်ပေါ့နော်။မဖြစ်မနေအကြံပေးနေတာကတော့ hard disk ဆိုင် SSD ဝယ်ဖို့အတွက်အကြံပြုချင်ပါတယ်။နောက်ဆုံးတစ်ပတ်အနေနဲ့ပြောရမယ်ဆိုရင်တော့ကျွန်တော်လက်လုံးဝယ်တဲ့အခါမှာဆိုရင်တော့ CPU တွေ performance တွေကောင်းနေပေမဲ့လည်းအဆင်မပြေသေးဘူး။သူ့မှာပါတဲ့ battery တွေ charging မိုင်းတွေကိုလည်းကျွန်တော်တို့ကတည်ထားပြီးတော့စဉ်းစားသင့်တယ်။ပြီးရင်ကျွန်တော်ဒီ body damage တွေ keyboard တွေကျွန်တော် screen display တွေပေါ့နော်။ဒီအရာတွေလည်းကျွန်တော်ကတည်ထားလေးစစ်ဖို့အတွက်အကြံပြုချင်ပါတယ်ခင်ဗျ။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီ laptop တွေဝယ်တဲ့အခါမှာဆိုရင်တော့ running ပေးတာတော့မှန်တယ်။တခါလေကျွန်တော်တို့ကဒီပြဿနာတွေကကြတော့ running ကားလောက်တင်မှကျတော့ကျွန်တော်ကမတွေးမိဘူး။အမှတ်တမဲ့နဲ့သုံးနေရပြီဆိုရင် running ကြော်ပြီးမှပဲဒီအရာတွေကိုကျွန်တော်သွားပြီးတွေးတဲ့အခါမျိုးရှိကြတယ်။အဲ့ခါကျရင်ကျွန်တော်က running ကားလောက်အတွင်းမဟုတ်တဲ့အတွက်ကြောင့်မို့ဆိုင်သွားပြတဲ့အခါမျိုးမှာဆိုရင်လည်းဆိုင်ကဒါ main user fault ကြောင့်ဖြစ်တယ်။ကျွန်တော် user အနေနဲ့ကြည့်မယ်ဆိုရင် 44 ကြောင့်ဖြစ်တယ်ဆိုပြီးတော့နှလုံးတစ်ဖက်အဆင်မပြေမှုတွေအများကြီးဖြစ်နိုင်တယ်ပေါ့နော်။ဒါကြောင့်မို့အဲ့ခါကျရင်လည်းကျွန်တော်ပေးရတဲ့အချိန်ကြီးကုန်သွယ်ရတဲ့တန်ဖိုးတွေကအများကြီးနစ်နာမှုတွေအများကြီးရှိနေတယ်ပေါ့နော်ကျွန်တော်ပြောပြခဲ့တဲ့အချက်လေးတွေကိုမိတ်ဆွေတွေနဲ့ကတခြားလေးစစ်ပြီးတော့ဝင်မယ်ဆိုရင်တော့တက်တက်လုံးဝယ်တဲ့အခါမှာအခက်အခဲလေးတွေကိုဖြေရှင်းပေးနိုင်အောင်လည်းထင်ပါတယ်ခင်ဗျတကယ်လို့မိတ်ဆွေကဒီလိုဒီပညာနဲ့ပတ်သက်တဲ့အရာတွေကိုအမြင်ကြီးလာချင်တယ်ဆိုရင်တော့ကျွန်တော် channel လေးကို like and subscribe share လုပ်ခဲ့ဖို့တောင်းဆိုလိုက်ပါတယ်ခင်ဗျ